တနေ့တိုင်းအတိုင်းမြေကျိုးစုကတင်သွင်းတဲ့ဒီတော်မီသွေးတွေထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့မှာဝယ်မရတော့တဲ့အထိပြက်လက်နေတယ်လို့သိရပါတယ်။ဒီဇင်ဘာလဆန်းကစပြီးဒီတော်မီသွေးပြက်လက်လာတာလို့မီသွေးလေးမီသွေးခုတောင်လုပ်ငန်းလောက်ကင်သူတွေနဲ့နှိစက်တဲ့ရနောင်းမြို့မှာနေထိုင်တဲ့ဒဝေဒေသခံတဦးကပြောပါတယ်။မြေကျိုးစုဒေသထွက်ဒီတော်မီသွေးတွေကိုမီသွေးတင်လီတွေနဲ့ထိုင်းနိုင်ငံရနောင်းမြို့ကိုနေ့စဉ်နှီးပါပို့ဆောင်နေတာပါ။ရနောင်းမြို့တွင်ရှိတ်ကန်းတစ်ဆောင်မှာမီသွေးကူတောင်10လုံးထက်မနည်းရှိနေပြီးစိတ်ခံကူတောင်တစ်လုံးမှာမီသွေးတင်လီ10စီးလောက်ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းကစလို့မြန်မာစက်နရှင်ရေတပ်ကစစ်ဆေးမှုများလာနေတာကြောင့်မီသွေးလေးတွေမလာတော့ဘူးလို့ဆိုပါတယ်။အဖမ်းဆီးမတိကျခင်ကလေတစည်းကိုတစ်လအတော်အပြန်3ခေါက်လောက်ပြေးဆွဲလေးရှိပြီးလေတစည်းရဲ့တစ်လအတွင်းမီသွေးသိဆောင်လာတဲ့ပမာဏဟာကီလို3သိန်းခွဲကျော်ရှိတယ်လို့စုံစမ်းသိရပါတယ်။အခုလိုပြက်လက်နေတဲ့အတွက်ကီလို20ကျော်ပါဒီတော်မီသွေးတိတ်ကိုလက်လီစေ180ဘတ်နဲ့ရောင်းချနေတာကနေလက်ရှိမှာ120ဘတ်နဲ့တောင်ဝယ်မရတော့ဘူးလို့သိရပါတယ်။မြေကျိုးစုဒေသထွက်ဒီတော်မီတွေကိုဘန်ကောက်အပါအဝင်ထိုင်းနိုင်ငံအနှံ့မီသွေးဖြတ်ဖြူသူတွေလာရောက်ဝယ်ယူကြပြီးမူကထဆိုင်တွေကိုပြန်လည်ရောင်းချနေကြတာပါ။ဒါအပြင်မီသွေးတင်လီတွေကိုမြန်မာစက်နရှီတပ်ကအစစ်ဆေးတေးကြနေတယ်လို့ရနောင်းမျိုးဘက်မှာလည်းမြန်မာနိုင်ငံဖက်တင်ပို့မဲ့ကုန်ပစ္စည်းတင်လီတွေကိုထိုင်းအာဏာပိုင်တွေကအစစ်ဆေးတေးကြထားပါတယ်။